န်းနဲ့သမီးနဲ့မောင်လာဦးဖြူရဲ့အလွဲတနေ့မှာတော့မိကိုပုံမျက်မှန်ဘူးမော်ကူဆရာလေးနဲ့မောင်လာဦးဖြူတို့ဟာမော်ဆေးဖော်ဖို့အတွက်တောနက်ထဲကိုရောက်သွားကြပါတယ်လမ်းဘေးမှာအရန်လာတဲ့ပန်းရောင်ပွင့်ဖက်ကြီးတစ်ခုနဲ့ထူးထူးဆန်းဆန်းပန်းပွင့်ကြီးတစ်ပွင့်ကိုတွေ့လိုက်ရတယ်မောင်လာဦးဖြူကပန်းပွင့်ကြီးကိုကြည့်ပြီးဟာဒါငါအတွက်ခေါင်းကြီးပဲဆိုပြီးသွားကင်လိုက်ပါတယ်မျက်မှန်ဘူးကဘေးကနေဟိတ်လူမကင်နဲ့ဦးအဲ့ဒါပုံမှန်ပန်းမဟုတ်ဘူးလို့တတိပေးချိန်မှတင်မောင်လာဦးဖြူကပန်းပွင့်ကြီးကိုအတင်းဆွဲလိုက်ပါတယ်ချက်ချင်းဆိုသလိုပန်းပွင့်ကြီးကနေမိကိုရောင်လင်းတွေထွက်လာပြီးချုံမောလှပပေမဲ့ဒေါသထွက်နေတဲ့ပန်းနဲ့သမီးပေါ်လာပါတော့တယ်ငါရဲ့အလှပဆုံးပွင့်ဖက်ကိုဘသူကခေါင်းလှုပ်ချင်တာလဲလို့နတ်သမီးကအော်လိုက်ပါတယ်မိကိုဘုံကငါကကွယ်ပေးမယ်ဆိုပြီးရှေ့ထွက်ကဂါထာရွတ်လိုက်ပေမဲ့ထုံးစံအတိုင်းပြက်လွင့်နေတဲ့မိကိုလုံးကြီးတွေပဲထွက်လာပြီးနတ်သမီးကိုကိုဒေါသထွက်အောင်လှုပ်လိုက်တယ်လို့ဖြစ်သွားပါတယ်နတ်သမီးကလက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့မိကိုဘုံရဲ့နှာခေါင်းမှာနှင်းစီဆူးတွေပေါက်လာပါတော့တယ်မျက်မှန်ဘူးကအမြန်တောင်းပန်ကြလို့အော်ရင်သူ့စာအုပ်ထဲကနတ်သမီးကျေနပ်စေသောဂါထာကိုရှာဖတ်ပါတယ်ဒါပေမဲ့အရေးထဲမှာမျက်မှန်ကမြို့ကိုတွေကြောင့်ဝါနေလို့စာလုံးမဖတ်မိကနတ်သမီးရဲ့ခေါင်းပေါ်မှာပန်းကော်ဖီထုတ်တစ်ထုပ်ကိုတွားချပေးလိုက်တယ်လို့ဖြစ်သွားပါတယ်နောက်ဆုံးမှာတော့မော်ကူဆရာလေးကရှေ့ထွက်လာပြီးသူ့ရဲ့အေဂျင့်နဲ့မော်လင်းတန်းနဲ့နတ်သမီးကိုပန်းရနက်တွေပေးဝေလိုက်ပါတယ်ခွင့်လွတ်ပါနတ်သမီးရဲ့ဒီမောင်လာဦးဖြူကဘ ഹു တုတနီးလို့ပါလို့တောင်းပန်လိုက်မှနတ်သမီးကပြုံးပြီးသူတို့ကိုလှုပ်ပေးလိုက်ပါတယ်ကျောင်းကိုပြန်ရောက်တော့မောင်လာဦးဖြူကခေါင်းကုန်ရင်ပြောပါတယ်သူကပန်းနဲ့သမီးဆိုတာမသိဘူးလေအဲ့ရဝင်ခေါင်းပျော့ပျော့လေးမှတ်လို့ပါအဲ့ဒီနေ့ကစပြီးမောင်လာဦးဖြူဟာတောထဲကပန်းတွေကိုမကင်ရဲတော့ပဲပန်းကြောက်ယောဂခဏရသွားပါတော့တယ်